မင်းနာဆန်တော့ဂျပန်စာတင်ရတာပြည့်နေပြီလားတကယ်တော့အန်ဖိုးနဲ့အန်လူဆိုရင်ကိုယ့်ရဲ့ထူရလာမယ်ပတ်စံပမာဏကတော်တော်လေးကိုကွာခြားတော့မှာနော်ကိုဆိုရင်ကိုယ့်လက်ထဲကိုရလာမယ်လားစာက16တောင်းကနေ18တောင်းဝန်းကျင်ပါဒါပေမဲ့အလူအောင်ရရင်တော့အခြေခံလားစာတော့ယုံနေမကဘူးကုမ္ပဏီအများစုကအရေးချင်းစစ်ထောက်ပံ့ခြင်းအနေနဲ့တစ်လကို1000ကနေ3000အထိအပူကြေးရနိုင်နေပါတယ်ရှင်အကြောင်းရင်းကတော့ရှင်းပါတယ်အန်တူရှိရင်လီဒါအနေနဲ့အဖွဲ့ကိုဥဆောင်နိုင်တယ်လို့စကားပြန်လိုမျိုးအရေးကြီးတဲ့အလုပ်တွေကိုပါတာဝန်ယူနိုင်လို့ပါကုမ္ပဏီအတွက်မရှိမဖြစ်လူဖြစ်လာတာပဲရှင်အခုကတော့အန်တူရှိရင်တုတ်တဲကီနိုနံပါတ်နဲ့လမ်းကြောင်းကပုံသွားပါပြီဒါဆိုရင်တော့မြန်မာနိုင်ငံကမိသားစုတွေကိုဂျပန်ခေါ်ပြီးတော့အတူတူနေထိုင်ခွင့်ရမှာပါဒါကပတ်စံထပ်ပို့ပြီးတော့တန်ဖိုးရှိတဲ့ခွင့်ရဖြစ်ပါတယ်ရှင်စာကိုတေချာလေးလာတာကမင်းနာဆန်တို့ကိုဘယ်တော့မှတက်ဆာမဖောက်ပါဘူး။ဒါစာတို့ကျင်နဲ့မိသားစုကိုဂျပန်ခေါ်ကျင်နေဆိုရင်တော့အခုပဲဂျပန်စာကိုလေ့လာလိုက်ပါနော်။အသေးစိတ်သိချင်တာရှိရင် DCCM မှာဆက်သွယ်မြင်နိုင်ပါတယ်ရှင့်။ကျေးဇူးတင်ပါတယ်။